ယောက်ျားဆုံးပြီး3ရက်အကြာမှာသတိတဘာကွယ်လွန်ခဲ့ရတဲ့နန်အောင်မြို့ကရင်ကွဲပွဲရာဖြစ်ရဲ့အေယော်တိုင်းဒေသကြီးမြောင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ဇနီးမောင်နှံဦးရဲ့ဝမ်းနည်းပွဲရာဖြစ်ရဟာလူမှုကွန်ရက်ပေါ်မှာစိတ်မကောင်းဖြစ်စေခဲ့ပြီးတော့လူအများရဲ့အာရုံမှုစူးစိုက်မှုကိုရရှိနေခဲ့ပါတယ်ဖြစ်စဉ်ကတော့မြောင်မြို့နယ်အင်ပင်မြို့မှာနေထိုင်တဲ့ကိုကျော်စွာဝင်းနဲ့ဇနီးဖြစ်သူမက်ခင်တီတာဝင်းတို့ဟာတာမန်မိသားစုဘဝကိုရိုးသားဖြတ်သန်းနေကြတဲ့ဇနီးမောင်နှံဦးဖြစ်ပါတယ်ပြီးခဲ့တဲ့ဇူလိုင်လ20ရက်နေ့မနက်ပိုင်းမှာတော့ကိုကျော်စွာဝင်းဟာလုတ်ကိစ္စနဲ့အပြင်သွားပြီးအပြန်ခီးမှာတော့ရုတ်တရက်မိုးဝေလဲကျခဲ့တယ်လို့သိရပါတယ်အနည်းဆုံးဆေးရုံကိုအရေးပေါ်ပို့ဆောင်ကုသခဲ့ပေမဲ့လည်းဆေးရုံရဲ့ပြောပြချက်အရတော့အာယုံရောဆိုင်ရာပြဿနာကြောင့်နေ့လယ်တနာရီခွဲခန့်မှာပဲကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်ခင်မိုးဖြစ်သူရဲ့ရုပ်ကလပ်ကိုနေအိမ်ကိုပြန်လည်ပို့ဆောင်တဲ့အချိန်မှာတော့ဇနီးဖြစ်သူမက်ခင်တီရာဝင်းဟာအလွန်မင်းစိတ်ထိခိုက်နေပေမဲ့လည်းဘဲ့ရမကြဘဲနဲ့ကြိတ်မိတ်ခံစားနေရလို့မိသားစုဝင်တွေကပြောကြားထားပါတယ်မိသားစုတွေကစိတ်ထွက်ပေါက်ရအောင်ငိုချလိုက်ဖို့အချိန်ချင်းအားပေးခဲ့ကြပေမဲ့လည်းဇနီးဖြစ်သူဟာစကားနဲ့ပြီးတော့ကြိတ်မိတ်ခံစားနေရလို့ဆိုပါတယ်အဲ့ဒါနဲ့အဲ့ဒီနေ့ညပိုင်းမှာပဲဆရာဝန်နဲ့ပြသခဲ့ပြီးအနားယူခဲ့ပေမဲ့လည်းည2နာရီဝန်းကျင်မှာတော့သတိလစ်သွားခဲ့ပြီးအရေးပေါ်အခြေအနေတွေဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အင်ပင်ဆေးရုံနောက်ပြီးဟင်္ဒရာဆေးရုံတို့ကနေတဆင့်ရန်ကုန်မြို့မှာရှိတဲ့အာရှတော်ဝင်ဆေးရုံကိုအောက်ဆီဂျင်အကူအညီနဲ့အရေးပေါ်ပို့ဆောင်ကုသခဲ့လို့သိရပါတယ်ခင်မိုးဖြစ်သူရဲ့ဇာပနာအခမ်းအနားကိုတော့ဇူလိုင်လ24ရက်နေ့မှာကျင်းပခဲ့ပြီးတဲ့နောက်မှာပဲဇနီးဖြစ်သူကိုဆေးရုံကနေနေအိမ်ကိုပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်ဒါပေမဲ့ဇူလိုင်လ25ရက်နေ့ညနေ4:00နာရီနဲ့15မိနစ်ခန့်မှာတော့မက်ခင်တီရာဝင်းဟာလည်းကွယ်လွန်သွားခဲ့ရလို့မိသားစုဝင်တွေကအတည်ပြုပြောဆိုထားပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာအချစ်စစ်ရှေ့သွားနောက်လိုက်ဆိုတဲ့မှတ်ချက်တွေအများအပြားရေးသားနေကြသလိုတချို့ကလည်းစိတ်ပြည့်စည်မှုနဲ့ဝမ်းနည်းပူဆွေးမှုပြင်းထန်လာတဲ့အခါကျန်းမာရေးကိုထိခိုက်စေနိုင်ကြောင်းအသတိပေးပြောဆိုနေကြပါတယ်ဒါပေမဲ့လည်းဇနီးဖြစ်သူရဲ့ကွယ်လွန်ရတဲ့တိကျတဲ့ဆေးဘက်ဆိုင်ရာအကြောင်းရင်းကိုတရားဝင်ထုတ်ပြန်ထားခြင်းတော့မရှိသေးတဲ့အတွက်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့တဲ့အယူအဆအချို့ကိုအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးမိသားစုဝင်တွေဒေသခံတွေနဲ့လူမှုကွန်ရက်အသုံးပြုသူတွေကတော့ကွယ်လွန်သူဇနီးမောင်နှံတို့ကောင်းရာသူကလေးရောက်ရှိစေဖို့ဆုတောင်းမေတ္တာပို့သနေကြပါတယ်